တောင်းလာတွင်ထိုက်စာကိုတရားရခိုင်နှုန်းဖတ်တတ်ခြင်းနဲ့ဆိုတဲ့လူတွေဒီဗီဒီယိုကိုပြအောင်နားထောင်ကြည့်ပါเนาะကျွန်တော်တို့စီမှာဒီ800တန်အတန်းနဲ့1400တန်အတန်းဆိုပြီးတော့နှစ်ခုခွဲထားပါတယ်ဒီနှစ်ခုစလုံးက3လလောက်အချိန်ကြာမယ်เนาะ3လလောက်ပြီးပြီဆိုတာနဲ့ထိုက်စာကိုတရားရခိုင်နှုန်းဖတ်တတ်သွားမယ်ဆိုတာကိုကျွန်တော်တို့အာမခံပါတယ်အဲ့တော့ဆရာတင်တန်းကစေးကနှမျိုးဖြစ်နေတဲ့အဲ့တော့ဒီ800တန်အတန်းနဲ့1400တန်အတန်းကပါဒီကွာလဲပါ promotion တွေရှိလဲပါအာမခံချက်ရှိလဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးမှာကတင်တန်းကိုတက်တင်လဲဆိုတာကိုအရင်ပြောပြချင်တယ်အကယ်၍တင်ကဒီထိုက်စာကိုလုံးဝအခြေခံကနေထိုက်စာကောင်းကောင်းလေးဖတ်တတ်အောင်လုပ်ချင်တယ်เนาะတွေ့တင်များစာတွေကိုဖတ်တတ်ချင်တယ်စာပိုက်တွေကိုအကုန်လုံးဖတ်တတ်ချင်တယ်ဆိုတဲ့လူတွေအားလုံးတက်လို့ရတယ်ဒါမှမဟုတ်ကွာဒီထိုက်စကားတော့အနေနဲ့အများပြောတတ်နေပြီเนาะထိုက်စာကိုလုံးဝမလေ့လာဘူးသေးဘူးထိုက်စာကိုလေ့လာချင်တယ်ဆိုတဲ့လူတွေအချိန်အတူကာလအတွင်းပေါ့နော်2လခွဲကနေ3လအတွင်းထိုက်စာကိုကောင်းကောင်းလေးဖတ်တတ်ချင်တယ်ဆိုတဲ့လူတွေလေ့လာလို့ရတယ်ဒါမှမဟုတ်တင်ကဒီထိုက်စကားပြောတဲ့အချိန်မှာတန်ထွက်သိမ့်မပီဘူးကိုအားမရဘူးဆိုတဲ့လူတွေလည်းဒီထိုက်စာတီးတဲ့အတန်းကို join လို့ရပါတယ်ပါလို့လေကျွန်တော်တို့ဒီထိုက်စာကိုကောင်းကောင်းလေးဖတ်တတ်သွားပြီဆိုရင်စကားပြောတဲ့အပိုင်းမှာလည်းကျွန်တော်တို့အတန်ကပို့ပြီးတော့ပီလာပါလိမ့်မယ်เนาะပါလို့လေပါနဲ့ပေါင်းရင်အတန်ကဘယ်လိုထွက်လဲဆိုတာကိုကောင်းကောင်းလေးသိသွားတဲ့အတွက်ကြောင့်ဟုတ်ပြီเนาะဒါမှမဟုတ်အခုမှထိုက်ကိုရောက်လာတယ်เนาะထိုက်စာရင်လေးလာမလားထိုက်စကားရင်လေးလာမလားစဝေးစဝါဖြစ်နေတယ်เนาะတခုကိုပဲအရင်ဆုံးတေချာလေးလေးလာခြင်းနဲ့ဆိုတဲ့လူတွေလည်းဒီထိုက်စာကိုအရင်လေးလာလိုက်လို့ရတယ်ပေါ့เนาะထိုက်စာကနေ့တိုင်းတေချာလေးစိတ်ပါလက်ပါလုံးမယ်ဆိုရင်3လလောက်နဲ့ထိုက်စာကိုကောင်းကောင်းလေးဖတ်တတ်သွားပြီးမှပဲကျွန်တော်တို့ဒီထိုက်စကားပြောတီးတန်းကိုဆက်ပြီးတော့လေးလာလို့လည်းရတယ်ပေါ့เนาะဒီလူတွေအားလုံးတက်လို့ရပါတယ်เนาะပါအခြေခံမှရထားစရာမလိုဘူးကျွန်တော်တို့ဒီလုံးဝကောကိုက်ခေါ်ခိုက်ကနေစာပိုက်လေးတွေကောင်းကောင်းလေးဖတ်တတ်တဲ့အထိကိုသင်မိမှာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့တင်တန်းမှာသင်ခန်းစာလေးတွေကဘယ်လိုလေးလာမလဲဆိုတာကိုနည်းနည်းတော့ပြောပြချင်တယ်เนาะသင်ခန်းစာတွေကိုကျွန်တော်တို့ကဒီ Facebook group နဲ့ Telegram group မှာတင်မိမှာဖြစ်ပါတယ်ကိုအဆင်ပြေတဲ့နေရာကနေဝင်ပြီးတော့လေးလာပါเนาะထိုင်းကနေဆိုရင်တော်တော်များများက Facebook ကနေလည်းလေးလာလို့ရတယ်ပေါ့เนาะမြန်မာပြည်မှာဆိုရင် VPN တွေပါတယ်ခံရတာဖြစ်တဲ့အတွက်အဆင်ပြေအောင်ကျွန်တော်တို့ဒီ Telegram မှာလည်းသင်ခန်းစာတွေကိုတင်မိမှာဖြစ်ပါတယ်ဟုတ်ပြီเนาะသင်ခန်းစာကစုစုပေါင်းဒီ83ပုတ်လောက်ပဲရှိတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့မှန်းကြည့်လို့ရတယ်တရက်တစ်ပုတ်နှုန်းနဲ့ကျွန်တော်တို့ပြီးအောင်လုပ်မယ်ဆိုရင်3လလောက်ပဲအချိန်ပေးရမယ်เนาะစာဒီကောင်းကောင်းလေးဖတ်တတ်သွားမှာဖြစ်ပါတယ်เนาะဘာမှမကြံအောင်ကျွန်တော်တို့ထည့်ပေးထားတာဖြစ်တဲ့အတွက်စိတ်ပါလက်ပါနဲ့လုပ်မယ်ဆိုရင်မရစရာအကြောင်းမရှိပါဘူးนะครับစာအရန်များတယ်အရန်ခက်တယ်လို့ထင်နေတဲ့လူတွေစာကမများပါဘူးပေါ့เนาะကျွန်တော်တို့ဒီတရက်စာတရက်လည်းအများကြီးမထည့်ပေးထားဘူးကိုနိုင်တလောက်လေးပဲကျွန်တော်တို့ထည့်ပေးထားတယ်အဲ့တော့တရက်တပုတ်နှုံးနဲ့ပြီးအောင်စူးစမ်းပြီးတော့လှုပ်သွားမယ်ဆိုရင်ရပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီတင်တန်းကြီးကိုကျွန်တော်တို့နှစ်ခုပြောထားတယ်800တန်အတန်းဆိုပြီးတော့နှစ်ခုရှိတယ်ဘယ်လိုกว่าလဲဆိုတာကိုပြောပြပေးမှဖြစ်ပါတယ်เนาะအရင်ဆုံးဒီ1400တန်အတန်းကိုအရင်ပြောပြပေးမယ်ဒီ1400တန်အတန်းမှာသင်ခန်းစာတွေကိုကျွန်တော်တို့အကုန်လုံးတင်ထားပေးမှမျိုးမဟုတ်ဘူးပေါ့เนาะသင်ခန်းစာတွေကိုတရက်တပုတ်နှုံးနဲ့ Facebook group နဲ့ Telegram group မှာတင်မိမှာဖြစ်ပါတယ်เนาะတပတ်ကို6ရက်သင်ခန်းစာတွေကိုတရက်တပုတ်နှုံးနဲ့ကျွန်တော်တို့တင်မိမယ်အဲ့တော့တင်တန်းသားရဲ့တာဝန်ကပါလောက်ရမှာလဲဆိုတော့တရက်မှာသင်ခန်းစာတပုတ်တက်လာပြီဆိုရင်အဲ့ဒီဟာကိုလေ့လာမယ်လေ့လာပြီးသွားပြီဆိုရင်အိမ်စာပို့ရမယ်เนาะသင်ခန်းစာတိုင်းမှာအိမ်စာပို့ရမှာဖြစ်ပါတယ်ဒီ1400တန်အတန်းကဟုတ်ပြီเนาะအိမ်စာပို့ရမယ်အိမ်စာပို့တဲ့အချိန်မှာရေးတဲ့အပိုင်းရောအတန်ထွက်အပိုင်းရောအိမ်စာပို့ရမယ်เนาะအိမ်စာတွေကိုဒီဝါရင့်တဲ့ဆရာတွေဆရာမတွေကနေတယောက်ချင်းစီကိုအိမ်စာစစ်တဲ့ဆရာမတွေကနေတယောက်ချင်းစီကိုအသေးစိတ်စစ်ပေးမှဖြစ်ပါတယ်ဟုတ်ပြီเนาะဒီအိမ်စာစစ်တဲ့ပိုင်းမှာလည်းကိုရေးတဲ့ပိုင်းအတန်ထွက်မပြီးတာတွေကိုအားလုံးတေချာလေးစစ်ပေးမှဖြစ်တဲ့အတွက်ကိုရအတန်ထွက်မပြီးမှမာပါတခုမှကြောက်စရာမလိုပါဘူးပေါ့เนาะပြီးတော့ဒီ1400တန်အတန်းရဲ့အားသာချက်ကပါလဲဆိုတော့ကျွန်တော်တို့နေ့တိုင်းကိုမရှင်းတဲ့အရာလေးတွေကိုတိုက်ရိုက်မေးလို့ရတယ်ပေါ့เนาะအိမ်စာပို့ရင်းနဲ့ကိုမရှင်းတာနားမလဲတာလေးတွေရှင်းတခါတည်းမေးလို့ရအောင်လဲကျွန်တော်တို့စီစဉ်ပေးထားတယ်ပြီးတော့နောက်တစ်ခုကဒီသင်ခန်းစာနဲ့ပတ်သက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့เนาะကိုအပြင်ဘဟုတုတနဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေเนาะဒီပစ္စည်းကိုထိုက်လို့ဘယ်လိုခေါ်လဲဒီအပိုင်းလေးတွေကိုလည်းသိချင်တယ်ဆိုရင်လည်းအိမ်စာပို့ရင်းနဲ့လည်းနေ့တိုင်းမေးလို့ရအောင်ကျွန်တော်တို့စီစဉ်ပေးထားတယ်ဟုတ်ပြီเนาะအဲ့တော့ဒီ feeling ကဘယ်လိုမျိုးဖြစ်သွားမှလဲဆိုတော့တရက်စာတပုတ်ကိုကျွန်တော်တို့လေ့လာမယ်ပြင်ကိုနေ့တိုင်းဆွဲခေါ်ပေးသွားမယ်ဆရာတွေဆရာမတွေရှိနေတဲ့ဆိုတဲ့ feeling မျိုးရမှာဖြစ်ပါတယ်ပေါ့เนาะပြင်လေ့လာတာအဆင်ပြေအောင်လည်းကျွန်တော်တို့ဒီ PDF file နဲ့ပေးထားမှာဖြစ်ပါတယ်เนาะပြင်ဒီနှစ်ပတ်တစ်ခါကျွန်တော်ကိုယ်တိုင်လည်း zoom လုပ်ပေးအောင်မှာဖြစ်ပါတယ်ဒီ zoom မှာနှစ်ပတ်စာလေးတွေကိုတေချာလေး
ပြန်နှွေးမယ်ကျောင်းသားတွေမေးတဲ့မေးခွန်းတွေအကုန်လုံးကိုကျွန်တော်ကပြီးအောင်ဖြည့်ပေးလေးရှိပါတယ်ပေါ့နော်ပြီးတော့စာလေးတွေနှွေးမယ်မရှင်းတဲ့အပိုင်းလေးတွေကိုလည်းကျွန်တော်ကိုတိုက်ရိုက်မေးလို့ရအောင်စီစဉ်ပေးထားတယ်ဟုတ်ပြီနော်ဒီဟာတွေကိုအားလုံးရအောင်လုပ်ချင်တယ်ဆိုရင်တော့ဒီအတန်းနဲ့ join လို့ရပါတယ်နော်တင်တန်းကြေးကတော့1400ပါတင်တန်းကဒီ23ရက်နေ့စမှာဖြစ်ပါတယ်ပေါ့နော်အမှန်ဆိုရင်တင်တန်းကြေးအပြည့်ကတော့ပတ်2000ပါနော်အဲ့တော့ကျွန်တော်တို့ဒီ1400နဲ့ရချင်တယ်ဆိုရင်တော့ဒီလ19ရက်နေ့ည10:00နာရီမတိုင်ခင်တော့ကျေးဇူးပြုပြီးတော့အပ်ပေးပါပေါ့နော်ဒါမှပဲဒီ1400 promotion နဲ့ရမှာဖြစ်ပါတယ်19ရက်နေ့ကြော်သွားပြီဆိုရင်တင်တန်းကြေးကတစ်ဖြစ်ဖြစ်ချင်းတက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဘယ်သူတွေကတင်တန်းကိုတက်တင်လဲဆိုတော့ကိုယ်စိတ်ကိုမနိုင်မှာကြောက်တယ်နော်ကိုယ်ကအမြဲတမ်းဆွဲခေါ်နေတဲ့ဆရာကိုလိုချင်တယ်အမြဲတမ်းကိုအိမ်စာစစ်ပေးတဲ့ဆရာကိုလိုချင်တယ်ပြီးတော့ဒီအိမ်စာမပို့ဘူးဆိုရင်3-4ရက်နေရင်အိမ်စာပို့ဖြစ်လားလေးလားအဆင်ပြေလားဆိုပြီးတော့ဆွဲခေါ်တဲ့ဆရာဆရာမလိုချင်တယ်ဆိုရင်တော့ဒီတင်တန်းနဲ့ join လို့ရပါတယ်ဟုတ်ပြီနော်ဒီတင်တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောခုကကျွန်တော်တို့ဒီ800တန်အတန်းကိုလည်းနည်းနည်းတော့ပြောပြချင်တယ်ပေါ့နော်အမှန်ကတင်တန်းကအရင်တော့မရှိဘူးဒါပေမဲ့တောင်းဆိုလာတဲ့လူတွေလည်းများတယ်နော်တချို့က1400ကဆရာနည်းနည်းစေးများတယ်နည်းနည်းစေးတက်တာတဲ့ဟာရှိလားဆိုပြီးတော့မေးတဲ့အတွက်ကျွန်တော်တို့ဒီ800တန်အတန်းကိုလည်းစီစဉ်ပေးထားတယ်ဟုတ်ပြီနော်ဒီ800တန်အတန်းကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီသင်ခန်းစာတွေက100ခိုင်တော့အကုန်တူတူပဲဘာမှ short ထားတာမျိုးမရှိဘူးဘာမှတိုးထားတာမျိုးမရှိဘူးပေါ့နော်သင်ခန်းစာတွေအားလုံး100ခိုင်တော့အတူတူပါပဲဒါပေမဲ့ကွာသွားတာကဘယ်လိုလဲဆိုတော့ဒီ800တန်အတန်းမှာသင်ခန်းစာတွေကကျွန်တော်တို့အကုန်လုံးတင်ထားပေးမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီတင်တဲ့ app ပြီးတာနဲ့ Facebook နဲ့ Telegram ကိုတက်ကိုရောက်သွားပြီဆိုတာနဲ့သင်ခန်းစာတွေကိုအကုန်လုံးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အစင် live ကိုလေ့လာသွားရုံပါပဲသင်ခန်းစာက83ပုဒ်လောက်ရှိတာဖြစ်တဲ့အတွက်တရက်ကိုတစ်ပုဒ်နှုန်းကတရက်ကိုတပုတ်နှုံးတာပြီးအောင်လေ့လာမယ်ဆိုရင်ကျွန်တော်တို့ဒီ2လခွဲ3လလောက်နဲ့အားလုံးပြီးမှဖြစ်ပါတယ်เนาะဒီတင်တန်းမှာကကြောင့်ကျွန်တော်တို့ဒီအိမ်စာစစ်ပေးတာမျိုးတော့မရှိဘူးဒီ Zoom တော့မရှိဘူးပေါ့เนาะဒါပေမဲ့ဒီ PDF file တွေအကုန်လုံးပေးမှဖြစ်ပါတယ်เนาะသင်ခန်းစာတွေကိုအားလုံးတူတူပဲလေ့လာမှဖြစ်ပါတယ်အဲ့တော့ဆရာဟုတ်ပြီအိမ်စာမပို့ရတာတော့တည်ပြီကိုတပုတ်ချင်းစီလေ့လာမှလည်းတည်ပြီပေါ့ဒါပေမဲ့ဟုတ်ပြီဆရာသင်ခန်းစာတွေကိုလေ့လာသွားရမယ်เนาะအကုန်လုံးလေ့လာရမယ်အိမ်စာပို့ဆရာမလို့ဘူးဒါတော့တည်ပြီဒါပေမဲ့နားမလဲဘူးဆိုရင်တော့ဘသူကိုတွားမေးရမှာလဲဆိုရင်မေးခွန်းအတွက်ဒီ800တန်အတန်းမှာပေါ့เนาะကျွန်တော်တို့ဒီတပတ်ကို post တစ်ခုတင်ပေးမှာဖြစ်ပါတယ်เนาะဒီ post အောက်မှာကိုမရှင်းတဲ့အရာလေးတွေကိုတစ်ခါတည်းမေးလို့ရတယ်အဲ့ဒီမေးခွန်းတွေကိုကျွန်တော်နဲ့ဒီ answer စစ်တဲ့ဆရာတွေဆရာမတွေကနေဝိုင်းပြီးတော့ဖြည့်ပေးမှာဖြစ်ပါတယ်အကယ်၍အဲ့ဒီမေးခွန်းကစာနဲ့ဖြည့်ရတာမလွယ်ဘူးဆိုရင်ကျွန်တော်တို့ဗီဒီယိုနဲ့ပြန်ပြီးတော့ရှင်းပြပေးမှာဖြစ်တဲ့အတွက်ပါမစိတ်ပူစရာမလိုဘူးပေါ့เนาะအဲ့တော့တေချာတာကဒီအတန်းနှစ်ခုစလုံးမှာစာနားမလဲမှာကိုတော့ကျွန်တော်တို့လုံးဝစိတ်ပူစရာမလိုဘူးအလွယ်ကူဆုံးနည်းနဲ့ရှင်းပြပေးထားတယ်အင်္ဂလိပ်လိုတစ်လုံးမှမတုံဘူးပေါ့နော်ဆရာအင်္ဂလိပ်လိုမရဘူးစိတ်မပူနဲ့เนาะကျွန်တော်တို့အင်္ဂလိပ်လိုတစ်လုံးမှမပြောဘဲနဲ့တင်ထားခြင်းဖြစ်ပါတယ်เนาะအဲ့တော့စ조사ဖို့ပဲလိုအပ်ပါမယ်အဲ့တော့ဒီ800တန်အတန်းကကိုစိတ်ကိုနိုင်တယ်ကိုနေ့တိုင်းလေ့လာနိုင်တယ်เนาะမသိတာမရှင်းတာရှင်းလဲမေးလို့ရတဲ့နေရာလဲရှိနေတာပဲဆိုတော့ဒီ800တန်အတန်းနဲ့ join လို့ရတယ်အဲ့တော့ကိုအဆင်ပြေတဲ့အတန်းနဲ့ join လို့ရပါတယ်เนาะစင်တော့ကိုပြန်ပြောမယ်ဒီ800တန်အတန်းနဲ့1400တန်အတန်းเนาะကိုအဆင်ပြေတာနဲ့ join လို့ရတယ်အကယ်၍1400တန်အတန်းကကြတော့ဒီ23ရက်နေ့မှာစမှာဖြစ်ပါတယ်เนาะတင်တန်းကြေးကတော့ပတ်2000ဆိုပေမဲ့ဒီ19ရက်နေ့ည10:00နာရီမတိုင်ခင်အပ်မယ်ဆိုရင်ပတ်1400နဲ့ရမှာဖြစ်ပါတယ်ဟုတ်ပြီเนาะဒီ800တန်အတန်းကကြတော့အဲ့လိုမျိုးမဟုတ်ဘူးကွာ APP ဆိုတာနဲ့တခါတည်း group ထဲမှာပြင်ပြီးတော့စပြီးလေ့လာလို့တော့ရပါပြီဟုတ်ပြီเนาะအဆင်ပြေတာကို join လို့ရပါတယ်အဲ့တော့ဒီ page messenger ကိုဆက်သွယ်သွားပေးပါเนาะဒီ Thai by James ဆိုတဲ့ page messenger ကိုဆက်သွယ်သွားပေးပါအကယ်၍တင်က TikTok ကနေ YouTube ကနေကြည့်နေတယ်ဆိုရင်เนาะဒီ Facebook မှာပေါ့เนาะ Thai by James ဆိုတဲ့ page ကနေပဲဆက်သွယ်လာပေးပါเนาะ follower 9သိန်းကျော်ရှိတဲ့ page ပါเนาะဒီအလိမ်မခံရအောင်တတိလဲထားပေးပါပေါ့เนาะအဲ့တော့အဲ့ဒီ page messenger မှာ1400တန်စာတီးတဲ့အတန်း join ချင်ပါတယ်ဒါမှမဟုတ်800တန်အတန်းစာတီးတဲ့ join ချင်ပါတယ်လို့ရေးလိုက်ရင်အဆင်ပြေပါပြီကျွန်တော်တို့ admin team ကနေတေချာလေးစီစဉ်ပေးမှာဒီနေ့အတွက်ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်တို့အားလုံးနဲ့ပြန်တွေ့ပါမယ်ผม James สวัสดีนะครับ